တခါတလေကြာရင်လေဘာပန်းနိုင်မှမသိပဲတချီလုံးပြေးလွှားနေရတယ်လို့မျိုးခံစားမိတတ်ကြတယ်မို့လားရက်လို့လည်းမရရှေ့ကိုပဲထုတ်ခုကအတင်းကျပ်တွန်းပို့နေတယ်လို့မျိုးပေါ့အဲ့ဒီခန်းစားချက်ကဒီလိုပုံမျိုးပဲဟမ်စတာဘီထဲမှာပြေးနေတယ်လို့မျိုးလေအားကုန်တုံးပြီးတော့လှုပ်ရှားနေတာမှန်ပေမဲ့တကယ်တမ်းမှာတော့ကိုရှိနေတဲ့နေရာကနေတလမမကိုမရွေတော့ဘူးအလုတ်တင်များနေတယ်အလုတ်ရှုံနေတယ်ဒါပေမဲ့တူးတုံမှုကတော့တကယ်ရှိရလားအခုခေတ်ရဲ့လက်တွေ့ဘဝကလည်းဒီလိုပဲကိုအလုတ်တွေတာဝန်တွေမျောလင့်ချက်တွေအကုန်လုံးကိုတပြိုင်တည်းကင်တွယ်နေရတယ်အလုံးကိုထိန်းချုပ်နိုင်ဖို့စ조사ရင်းနဲ့စိတ်ဖိစီးမှုလည်းကြားမှာလုံးချလဲလိုက်နေရတာပေါ့ကောင်းပြီအဲ့လိုရှုပ်ထွေးမှုတွေကနေခဏလောက်ထွက်ပြီးလုံးဝကိုစန့်ကျင်ပကြတဲ့အဖြစ်တစ်ခုကိုပေးထားတဲ့စာအုပ်တော့ကြာလေ့လာကြည့်ကြရအောင်နာမည်လေးကလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ပြင်းရီတော်ဂုရုဤဘဝလမ်းညွန်တဲ့ဒီမှာအရန်စိတ်ဝင်စားဖို့ကောင်းတာကပြင်းသည့်ချင်းဆိုတဲ့စကားလုံးကိုအတိတ်ပဲအသစ်ဖွင့်ထားတာပဲပြင်းတဲ့ဆိုတာအပြတ်တဘောဆောင်တဲ့အရာမဟုတ်ဘူးတကယ်တီထွန်းဖန်တီနဲ့စွမ်းတီထွက်လာဖို့အတွက်လိုအပ်တဲ့စိတ်အေးချမ်းသာစွာနဲ့တတိကတ်နေတဲ့အခြေအနေမျိုးလို့ဆိုထားပါတယ်ဒါဆိုရင်ဒီတွေးခေါ်ကိုလက်တွေ့ဘဝမှာဘလို့အထုံးချကြမလဲစောက်ထဲမှာတော့ရိုးရှင်းလွယ်ကူတဲ့အဆင့်3ဆင့်ကိုဖော်ပြထားတယ်ပထမဆုံးနဲ့အရေးအကြီးဆုံးအဆင့်ကရက်တက်လိုက်ဖို့ပါပဲဟုတ်တယ်ရိုးရိုးလေးပဲရှေ့ကိုအဆက်မပြတ်ပြီးနေတဲ့အရှင်ကိုခဏလေးရပ်ပြလိုက်တာအခြားဘာမှဆက်မလုပ်သေးပဲနဲ့လေဒီအတိုင်းလေးပဲခဏနေကြည့်လိုက်ဖို့ပြောတာဒုတိယဆင့်ကတော့အရှင်ရှလို့ချလိုက်တာပါပဲဒါကပစ္စုပန်တဲ့တဲ့ကိုအာယွန်ပြန်ဆက်ပြီးတော့ကိုပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲဆိုတော့ကိုဝေဖန်ပိုင်းခြားမနေပြ ACC စောင့်ကြည့်လေးလာဖို့တိုက်တွန်းတာဖြစ်ပါတယ်နောက်ဆုံးအဆင့်ကတော့လွတ်ချခြင်းပေါ့ဆိုလိုတာကရလက်တွေရဲ့ပေါ်မှာဆွဲလိုင်းနေတာတွေအရာတိုင်းကိုထိန်းချုပ်ချင်နေတဲ့စိတ်တွေကိုလွတ်ချလိုက်ဖို့ပါပဲကောင်းပြီဒီလိုပြေးလွှားနေတာတွေကိုရက်တန့်လိုက်တဲ့အခါဘယ်လိုအကျိုးကျေးဇူးတွေရလာနိုင်မလဲဘယ်လိုအတွင်းစိတ်ပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်မလဲဆိုတာကိုဆက်ပြီးကြည့်လိုက်အောင်ဒီပုံကအကောင်းဆုံးဥပမာပါပဲဘယ်ဘက်ကပုံကစိတ်ရှုပ်ထွေးမှုတွေအထွေးစေတဲ့နဲ့ပြည့်ချစ်နေတဲ့အခြေအနေကိုပြနေတယ်ညာဘက်ကပုံကတော့အဲ့ဒီအဆိုင်ငယ်ကြီးကိုလွတ်ချလိုက်ပြီးတဲ့နောက်မှာကြည်ရင်ရှင်းတန့်သွားတဲ့အခြေအနေကိုပြသနေတာပေါ့ဆိုတော့အတိကအချက်ကရှင်းရှင်းလေးပါအများကြီးလောက်ထို့ကျူးစားနေရကိုရက်လိုက်တဲ့အခါမှာကြည်လင်ဖြတ်သားမှုတီထွန်ဖန်တီးနိုင်စွမ်းအတွင်းစိတ်ရဲ့လမ်းညွှန်မှုနဲ့အရာသာကိုအားမဆက်ရပဲပြီးမြောက်အောင်မြင်နိုင်တဲ့စွမ်းအားတွေကိုရရှိလာမှာဖြစ်ပါတယ်ဒီစာအုပ်ထဲကအမှတ်ရစရာအကောင်းဆုံးစကားတစ်ခုကတော့တခုခုလုံးမနီနဲ့ဒီတိုင်းပဲထိုင်နေဆိုတာပါပဲဒါလူတွေတိထားတဲ့အယူဆကိုပြောင်းပြန်လန်ပြီးပြေးရချင်းရဲ့အနှစ်သာရကိုဟာထားနေနေနော်ပြီးထိထိမိမိကိုဖော်ပြလိုက်တာပဲဒီချက်ကအရန်အရေးကြီးပါတယ်ပြန်ရိချင်းဆိုတာတီထွန်ဖန်တီနန်စွာနဲ့ညံအလင်းပွင့်မှုတွေနဲ့တိုက်ကြိုက်ဆက်ဆက်နေတယ်စိတ်ဟာစူညံမနေပဲတိတ်ဆိတ်ငြိမ်တတ်နေတဲ့အခါမှာအတွေ့ခေါ်ကောင်းတွေကဝင်လာဖို့နေရာရတာလေဒီတင်ဆက်မှုလေးကိုမှအဆုံးတတ်ခင်မှာဒီမေကွန်းလေးတစ်ခုနဲ့ရနာချင်ပါတယ်အကယ်၍လူတယောက်ဟာအခုလိုအမြဲတမ်းပြေးလွှားနေရတွေကိုရပ်တန့်လိုက်မယ်ဆိုရင်သူ့အတွက်ဘယ်ရာကိုရှာဖွေတွေးရှိသွားနိုင်မလဲဒါကတော့ပြန်လည်စမ်းစစ်သုံးသပ်ကြည့်ဖို့ခြံထားခဲ့ခြင်းတဲ့အတွေ့အကြုံတစ်ခုပါပဲ